ပါရှင် Snow Rock ကနေပြန်လဲကြိုဆိုလိုက်ပါရှင်ဒီနေ့မှာတော့ Japanese and the Shinkansen grammar lesson 7ကိုပြပြပေးသွားမှာဖြစ်ပါတယ်ရှင်始めましょう1番がじゃろどういうことだどうのことだဆိုတာကြတော့သူကလို့သိရတယ်လို့ကြားရတယ်ဆိုရပုံစံပေါ့နော်အများနဲ့ဆိုင်တဲ့ကိစ္စမှာဆိုရင်သုံးတယ်နေ့စဉ်ပုံစံမှာဆိုရင်မသုံးပါဘူးအဲ့တော့1番ဆိုရင်ရှင်のお知らせによればこの道路は来週から工場が始まるということですဆိုတော့ရှင်のお知らせによればဆိုတာကြတော့မြို့နယ်ရဲ့အသိပေးအကြောင်းကြားချက်အရာこの道路はဆိုတာကြတော့ဒီလမ်းကတဲ့ right shoe ခါရနောက်တစ်ဘက်ကနေစပြီးတော့ခိုးကြီးကဟာဂျီမာရုဆိုတာကြတော့စောက်လုပ်ရေးလုပ်ငန်းတွေစတင်မယ်လို့တိုးယူခုတူတဲ့ဆိုလို့သိရပါတယ်ဆိုရပုံစံပေါ့နော်အဲ့တော့ဒီမြို့နယ်ရဲ့အကြောင်းကြားချက်အရာဒီပုံစံမှာဆိုရင်ဘာရဲ့ဟာအရာညာရဲ့ဟာအရာအဲ့လိုမျိုးအရာတွေပါတယ်ပေါ့နော်အဲ့လိုပြောကြားချက်အရာတို့အကြောင်းကြားချက်အရာတို့အဲ့လိုမျိုးတွေပါတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်လည်းအဲ့လိုပဲမြို့နယ်ရဲ့အကြောင်းကြားချက်အရာတဲ့ဒီလမ်းကိုနောက်တစ်ဘက်ကနေစပြီးတော့စောက်လို့ရေးအလုပ်တွေစတင်တော့မယ်လို့သိရတယ်ဆိုရပုံစံဒါဆိုရင်အများနဲ့ဆိုင်တာပေါ့နော်အများသူငါသိရမယ်အကြောင်းအရာလူမျိုးပေါ့နော်အဲ့လိုအများနဲ့ဆိုင်တဲ့ဟာတွေမှာဆိုရင်သုံးတယ် What are you like in Japan? 2番じゃろ店の人は店の人の話ではこの地方の米はとても美味しいということだတဲ့အဲ့တော့ဆိုင်店の人ဆိုဆိုင်ဝတ်ထမ်းပေါ့နော်ဆိုင်ဝတ်ထမ်းတွေရဲ့တဲ့ပြောစကားအရာဒီこの地方の米ဆိုတာဒီဒေတာရဲ့ဆန်ကတဲ့とても美味しいということだဆိုအရန်ကိုအရာသားရှိတယ်လို့သိရပါတယ်တဲ့ရမယ်နော်ဒါဘယ်လိုပြောရမလဲပြောကြားချက်အရာတို့အကြောင်းကြားချက်အရာတို့အဲ့လိုမျိုးအရာတွေပါတယ်အများနဲ့ဆိုင်တဲ့ဟာတွေမှာဆိုရင်သုံးတယ်ပေါ့နော်အများနဲ့ဆိုင်တဲ့ဟာတို့ personal တို့မှာဆိုရင်သုံးတယ်နေ့စဉ်ပုံစံမှာဆိုရင်မသုံးပါဘူးတော့နိဗ္ဗာန်ပေါ့နော်နိဗ္ဗာန်ကျတော့တို့ဤဝရတဲ့အေလို့ဆိုတာကျတော့လို့ပြောခံနေရတယ်တနည်းအားဖြင့်လို့ပြောနေကြတယ်ပေါ့လို့ပြောနေကြတယ်ပေါ့နော်ဒါကျတော့အများကလက်ခံထားတဲ့ဟာကိုပြောတဲ့အချိန်မှာဆိုရင်သုံးတယ်ပေါ့နော်အဲ့တော့1番ကျတော့今年は暗い服が流行すると言われているဆိုတော့今年はဆိုတာဒီနှစ်ကတဲ့暗い服ဆိုတာအနေရောဝစားက流行するとဆိုတာကျတော့流行ဆိုတာကျတော့ popular ဖြစ်တယ်ကွာခစ်စားတယ်ပေါ့ကွာဒီနှစ်ကနေရောခစ်စားတယ်ဆိုပုံစံမျိုးပေါ့နော်အနေရောဝစားတွေကတဲ့ခစ်စားတယ်လို့言われているပြောနေကြပါတယ်ဆိုတာအများကထင်တဲ့ဟာပေါ့နော်အများကခစ်စားနေတယ်လို့လက်ခံတဲ့ဟာကိုပြောတဲ့အချိန်မှာဆိုရင်တုံးတယ်အဲ့တော့နိဗ္ဗာန်ဆိုရင်နာတိုးဝခါရဒာနိဤတို့ယူရတဲ့ဤနာတိုးကတဲ့ခန္ဓာကိုယ်အတွက်ကောင်းတယ်လို့ပြောကြတယ်ဆိုတာဒါလည်းအများသူငါပြောတာပေါ့နော်အများလက်ခံထားတဲ့ဟာနာတိုးကခန္ဓာကိုယ်အတွက်ကောင်းတယ်ဆိုပြီးအများလက်ခံထားတဲ့ဟာကိုပြောတဲ့အချိန်မှာဆိုရင်တုံးတယ်တို့ယူရတဲ့ဤလို့ညမယ်နော်နောက်ကစမ်းဗန်ပေါ့နော်စမ်းဗန်ကြတော့တူကာဆိုတာဆိုလာတဲ့ပုံစံပေါ့နော်သူကကွန်လာဟာလာအနေနဲ့သိခဲ့ရတဲ့ကိစ္စပေါ့နော်မသိချသေးတဲ့ကိစ္စကိုပြန်ပြောတဲ့အချိန်မှာဆိုရင်တုံးတယ်ပေါ့နော်အဲ့တော့1番ကြတော့ Rangel မာရာရှိချွန်ဒါတူကာ今度はどちらに行かれるんですかတဲ့အဲ့တော့နောက်လာကြရင်ねဒီထပ်ပြီးတော့ပေါ့နော်အလုခီထွက်ရမယ်ဆိုပြီးတော့ကန်ရှင်ပြန်မေးလိုက်တယ်ကွာအလုခီသွားမယ်သူပြန်မေးလိုက်တယ်သူကအလုတ်ကြီးထွက်မယ်လို့ကြားရတယ်ဟုတ်လားဆိုတဲ့ပုံစံမျိုးကွာသွားမယ်ဆိုအဲ့တော့ဒီတစ်ချိန်ကရောဘယ်ကိုသွားရမှာလဲတဲ့အဲ့လိုလေးလိုက်တယ်အဲ့တော့တူကားဆိုတာသူကြားလာရတဲ့ကိစ္စကိုပြန်ပြောတဲ့အချိန်မှာဆိုရင်တုံးတယ်ပေါ့နော်မတိချသေးတဲ့ကိစ္စပေါ့နိဗ္ဗာန်ကြတော့ဒီオタクではいろいろな動物を飼っているとか賑やかでしょうねဆိုတာကြတော့オタクではဆိုတာအိမ်မှာကတဲ့အမျိုးမျိုးသောဒုဗုဆိုတာဒီလိဆန်တွေကိုခတ်တဲ့အီရုတုကမွေးထားတဲ့ဆိုနီဂယာခတဲ့ရှောင်းနဲ့အတော်လေးစီကနေမှာပဲเนาะအတော်လေးစီကနေမှာပဲเนาะဆိုတော့တော့ရမယ်เนาะတုကရဲ့တုံးတော့ကောလာဟာလာအနေနဲ့သိခဲ့ရတဲ့ကိစ္စတွေပြန်ပြောတဲ့အချိန်မှာဆိုရင်တုံးတယ်မသိချသေးတဲ့ကိစ္စပဲအဲ့တော့ယောဘန်ဆိုတာကြတော့ယောဘန်ကတဲ့ဆိုတာတဲ့ပေါ့နော်သူကစကားပြောတွေမှာဆိုရင်အသုံးများတယ်ပြောမလဲသူများအကြောင်းပြောတဲ့အချိန်မှာဆိုရင်သုံးတာများတယ်ကွာအဲ့တော့ဥပမာပြဆိုရင်1番ဆိုရင်小川さん今日は休むって言ってたよဆိုတာကြတော့
ဥကာဝကတဲ့ဒီနေ့အလုံနာမယ်တဲ့ဆိုတော့ပုံစံရမယ်နော်ဥကာဝရဲ့အကြောင်းပြောတာကွာအဲ့တော့နိဗ္ဗာန်ဆိုရင်စတိုးဆန်တော့အခုဆန်ဝလျောရီနောဆန်စေတာတဲ့အဲ့တော့စတိုးရဲ့အခုဆန်ဆိုစနီးကတဲ့လျောရီနောဆန်စေဆိုတာဟင်းချက်တဲ့ဆရာပေါ့နော်ဟင်းချက်ဆရာမတဲ့အဲ့တော့စတိုးရဲ့စနီးအကြောင်းပြောတယ်ကွာအဲ့တော့တဲ့ကိုရမယ်နော်အဲ့တော့ကောဘန်ကကျတော့တို့ဤဥဆိုတာလို့တီးရတယ်လို့ပြောကြတယ်ပေါ့နော်တို့ဤဥဆိုတာလို့တီးရတယ်ဆိုတာဟိုအရင်တုန်းကဟိုရှိတုန်းကကိစ္စတွေကိုတီးရတဲ့အချိန်မှာဆိုရင်တုံးတယ်အဲ့တော့အချိပန်ဆိုရင်ခုနိုအတာရီဝါမူခရှိဟီရိုယီနိုဟာရာဒတတို့ဤအဲ့တော့ခုနိုအတာရီဝါဆိုတာဒီနေရာကတဲ့မူခရှိဆိုဟိုအရင်တုန်းကတဲ့ဟီရိုယီနိုဟာရာဆိုတာကျေပြတ်တဲ့ကွင်းပြင်ဖြစ်တယ်လို့တို့ဤဥဆိုတာတီးရတယ်ပေါ့နော်ရမယ်နော်တူယူလို့ပြောကြတယ်လို့လည်းဘာသာပြန်လို့ရတယ်လို့တီးရတယ်လို့လည်းမြန်မာလူနဲ့အဆိုရင်အဲ့လိုမျိုးမှတ်ယူလို့လည်းရတယ်ပေါ့နော်အဲ့တော့နိဗ္ဗာန်ဆိုရင်ခုနိုမာဆူရီဝမူရာဒေဖုရုခုခါရာအိုခုနာဝရဲတေခိတာတူယူတဲ့အဲ့တော့ခုနိုမာဆူရီဆိုတာဒီပွဲတော်ကတဲ့ရွာမှာပေါ့နော်ဖုရုခုခါရာဟိုရှိကြတဲ့ကနေစပြီးတော့တဲ့ပြုတ်လို့လာခဲ့တယ်ခိတာပေါ့နော်ပြုတ်လို့လာခဲ့တယ်လို့သိရတယ်ဆိုတော့ဟိုအရင်တုန်းကကြတဲ့ပြုတ်လို့လာတာကိုသိရတဲ့ဟာပေါ့နော်အရင်တုန်းကကိစ္စကိုသိရတဲ့အချိန်မှာဆိုရင်သိရတဲ့အချိန်တွေမှာဆိုရင်တို့ဤလူကိုတုံးတယ်ပေါ့နော်အရင်တုန်းကကိစ္စတွေကိုပြောတဲ့အချိန်မှာဆိုရင်တုံးတယ်ကွာပြန်လို့ဆိုရင်ရမယ်နော်အဲ့တော့ဒီခန်းမှာက5မျိုးရှိရပေါ့နော်အဲ့တော့一番ကကြတော့တိုးယူခုတိုရာတိုးနောခုတိုရာလူသိရတယ်လူကြားရတယ်အခုမှတူမဲပေါ့နော်အနှစ်ချုပ်ပြောပြနေတာတိုးယူခုတိုရာတိုးနောခုတိုရာလူသိရတယ်လူကြားရတယ်သူအများနဲ့ဆိုင်တဲ့ကိစ္စတွေ personal ကိစ္စတွေမှာဆိုရင်သုံးတဲ့နေစဉ်ပုံစံတွေမှာဆိုရင်မသုံးသူ့မှာဆိုရင်မှာအကြောင်းကြားချက်အရာတို့သူရဲ့ပြောဆက်ကအရာတို့ဆိုရပုံစံတွေမျိုးတွေပါတယ်ပေါ့နော်သူရဲ့ဒီအကြောင်းကြားချက်အရာဒီလိုသိရတယ်ဆိုပုံစံတွေမှာဆိုရင်သုံးတယ်နိဗ္ဗာန်ကျတော့တို့ဤရတဲ့တဲ့ဤလို့ဆိုတာကျတော့လို့ပြောနေကြတယ်ပေါ့နော်အများကလက်ခံတဲ့အကြောင်းအရာတွေပြောတဲ့အချိန်မှာဆိုရင်သုံးတယ်ဥပမာဖြင့်ဒီနှစ်ကတော့အနေရောက်ခေစားနေတယ်လို့ပြောနေကြတယ်ပေါ့အဲ့လိုမျိုးဒီမှာဆိုရင်တို့ဤရတဲ့တဲ့ဤလို့သုံးတယ်စမ်းမှာကျတော့တူကားဆိုတာကျတော့ဆူလာပေါ့နော်ကောလာဟာလာအနေနဲ့သိခဲ့ရတဲ့ကိစ္စတွေကိုပြန်ပြောတဲ့အချိန်မှာဆိုရင်သုံးတယ်ဥပမာဖြင့်ဆိုရင်အလုတ်ခရီးသွားရမယ်ဆိုပြီးတော့အဲ့လိုသူကြားရတဲ့ကိစ္စကိုပြန်ပြီးတော့မေးတဲ့အချိန်မှာဆိုရင်သုံးတယ်ပေါ့ယောဘန်ကျတော့တဲ့ဆိုတာတဲ့ပေါ့နော်အဲ့လိုတဲ့ဆိုပြီးတော့အဲ့လိုမျိုးစကားပြောမှဆိုရင်သုံးတယ်ပေါ့ကွယ်အဲ့တော့ကောဘန်ကျတော့တိုးဤဥဆိုတာလို့သိရတယ်ဟိုအရင်တော့ကိစ္စတွေရှိတော့ကိစ္စတွေကိုသိရတဲ့အချိန်တွေမှာဆိုရင်သုံးတယ်ပေါ့နော်အဲ့တော့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ありがとうございました。お疲れ様でした。ဗီဒီယိုလေးကိုလည်း like လုပ်သွားပြီးတော့ channel လေးကိုလည်း subscribe လုပ်ထားပေးကြပါဦးရှင်။